အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နေပြည်တော်ရဲ့ဘတ်တူကိုသင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မလုပ်ရမယ်မသိလို့ရှောက်ပြီးလုပ်နေပါတယ်ပြီးတော့ရှောက်လို့ရင်းနဲ့ပန်းချံဝင်မယ်ဆိုပြီးတရေရသွားလို့ပန်းချံလေးတကူဝယ်ပေးလိုက်ပါတယ်ခင်ဗျာပြီးတော့နောက်ထပ်မြို့တစ်မြို့ကိုထွက်ဆောင်မယ်ဆိုပြီးတော့လမ်းဖောက်လိုက်ပါတယ်ခင်ဗျာနေပြည်တော်ထဲမှာပဲမြို့တွေဘယ်နှခုလောက်ရှိနေတယ်မသိဘူး75 years later ပြီးတော့ဖះเจ้าတစ်ခုစောက်ပေးလိုက်ပါရခင်ဗျာဖះเจ้าကစီးတော်ကြီးရခင်ဗျာဖះเจ้าနှစ်ခုလုံးစောက်ပေးမလို့ပဲပတ်စံမလောက်မှဆိုလို့ပတ်စံတောင်းတော့မှလောက်ဆရာအကြောင်းရှိတော့တခြားမျိုးမှာပဲတစ်ခုထပ်စောက်ပေးလိုက်တယ်ပြီးတော့တခြားနေရာတွေမှာလည်းစောက်ပေးလိုက်တယ်လမ်းနေရာလည်းအများကြီးပဲပေါ့နော်လူဦးရေကလည်းတော်တော်များနေခင်ဗျာဘယ်လိုများနေလဲဆိုတာကတော့ကျွန်တော်မကြည့်ဘူးပြီးတော့မှကြည့်လိုက်ကြမယ်လေအတူတူအခုတော့ဘုရားကျောင်းတော်လိုက်ထားလိုက်အောင်မယ်လူက1058ယောက်ရှိပြီပြီးတော့ကျွန်တော်စောက်ထားတဲ့အရာလေးတွေကိုလိုက်ပတ်ပြပါမယ်ခင်ဗျာဒါကတော့ကျွန်တော်စောက်ထားတဲ့အရာကြီးပေါ့နော်ကျွန်တော်စောက်ထားတဲ့မျိုးလေးကိုနာမည်ပေးပါရင်ခင်ဗျာဘယ်လိုနာမည်ပေးရမလဲဆိုတော့ comment မှာရေးပေးသွားခဲ့ကြပါခင်ဗျာကျေးဇူးတင်ပါတယ်မကောင်းတဲ့နာမည်တော့မြည်နေတော့ရုပ်ပေါက်ကောင်မဆိုလို့ကျွန်တော်ပြီးတော့အပိုင်းတစ်မှာပြောခဲ့တဲ့အဝါရောင်လေးနဲ့အဝါရောင်နဲ့လှုပ်ထားတဲ့အရာလေးကိုဖတ်ပြီးတော့စောက်ပါမယ်ခင်ဗျာကျွန်တော်အဲ့ဒါကိုနှစ်ခုစောက်ပါမယ်ခင်ဗျာနှစ်ခုစလုံးနှစ်ခုစောက်တော့ပူပွေးရောပတ်စံရတာပေါ့ခင်ဗျာအတန်သွင်းတာနဲ့လေးတန်ထွက်နေတာအများများဖြစ်နေတယ်ရောင်ကြီး nice အဲ့ဒီအဝါရောင်ဘယ်လိုခေါ်မလို့အဲ့အဝါရောင်လိုဟာလေးအတွက်လိုအပ်တာလေးစောက်ပြီးလိုက်ပါမယ်လိုက်ကြည့်လိုက်ကြပါအဲ့ဒါပြီးတော့မျိုးမှာလိုအပ်တာလေးတွေရှိမလားဆိုရင်လိုက်ကြည့်ရင်လည်းဆေးရောင်တစ်ခုမှာလျှက်စစ်လိုနေတာကိုတွေးလိုက်ရပါတယ်ပြီးတော့အဲ့ကြားထဲမှာလိုက်အိမ်ဆောက်မလို့ပါစဉ်းစားလိုက်သေးတယ်စောက်တော့ပါဦးလေးဆိုပြီးတော့3000 years later အဲ့ဒါပြီးတော့ကျွန်တော်စိုက်ပျိုးရေးအတွက်အဲ့ဒီဟာလေးစိုက်ပျိုးရေးအတွက်လိုအပ်တဲ့အရာလေးပါဆောက်လိုက်ပါတယ်10 hours later အဲ့ဒါပြီးတော့တခြားနေရာမှာလေးအိမ်တစ်လေးထပ်ဆောက်ဖို့စဉ်းစားလိုက်ပါတယ်အိမ်ဆောက်နေပါဆိုမှအမှရှေမရလို့ရရုပ်ပေါက်ပြီးတော့ဂျားရဲကဗီဒီယိုတွေကဘာမှမဟုတ်ရှောက်လုပ်ထားမလို့ပြလိုက်တာပါပြီးတော့ကျွန်တော်ဟိုဘက်မြေကမ်းဘေးမှာတော့မဟုတ်မြေကမ်းဟိုဘက်မှာကျွန်တော်အိမ်ဗာလေမျိုးတစ်ခုထပ်ဆောက်မှာပဲဖြစ်ပါတယ်အဲ့ဒီမှာအကြောင်းတစ်ခုကထပ်ထည့်ပေးလိုက်ပါတယ်ပြီးတော့ဟိုဘက်မျိုးမှာမြန်မာလူကြီးမိထားလောက်ပါတယ်သူတို့ဘာလို့လုပ်လို့လဲမသိဘူးအဲ့လိုမီးလောင်နေတဲ့အချိန်မှာမီးတက်ကားရမရှိဘူးတဲ့အခုအမြဲမြဲလုံးလိုက်ရတယ်ကြည့်ရောနေရာကြီးရတယ်ပြည့်စည်သွားပြီအမှဒေါသရတော့ကြအဲ့ဘေးကလူတွေရတယ်အေးရှိကုန်နေရာကိုကျွန်ပြည့်စည်ပေးရတဲ့အဲ့ဟာတွေကိုလေအဲ့ရာကြီးကိုအစားအမိုက်ပုံထည့်ပြီးတော့အဲ့အမိုက်တွေသိမ်းတဲ့စီပင်ကြီးကိုစောက်ပေးမယ်ဆိုပြီးတော့နေရာအများကြီးတော့ယူလိုက်သေးတယ်မှာလမ်းတောင်ဆောက်လိုက်သေးတယ်စီပင်ကလည်းစီပင်ဝယ်ဖို့က8000တောင်မှပတ်စံလည်းမရှိဘူးပြီးတော့စီပင်ဝယ်ပေးလိုက်တော့အဲ့မပြောက်သွားလို့ဖြတ်စီရမယ်ဆိုတော့အဲ့အချိန်မှတည်တာအဲ့ဒါကိုလိုက်ရှာနေသေးတာဘာလုပ်ရမလဲဆိုပြီးတော့မှအမဖြတ်စီရဟာတွေ့သွားတာအဲ့ဘာရောင်မှမရှိဟာလေးတို့ဖြတ်စီရတာအစင်းရောင်ရှိဟာတွေကလူနေတယ်အဲ့လိုဖြတ်စီလိုက်တော့မှအစင်းရောင်လေးတွေကပေါ်လာတာအမတွေ့လားအဲ့မှာလူတွေကဘာထားပြတာလဲမသိဘူးအမအများကြီးပဲဆန္ဒပြရလားမသိဘူးရုပ်ပေါက်ပြီးအမရဲစကန်မှာထပ်ထားပေးလိုက်ရသေးတယ်ရဲစကန်မထားလို့ရှိရင်လည်းအမလူတွေကားနဲ့ဝင်တိုက်ခံရမှာဆိုလို့လေရဲစကန်က2000ရှိတာအမအကျွေးတောင်တင်နေပြီတဲ့ပတ်စံကြီးလိုက်အောင်
စိန်တွေကိုကြည့်တော့ရတာဆင်းရမပြေတော့ဝီရှိရမှာဆင်းရ46ခုပဲကျန်တော့တာဘယ်လောက်ရှိရပါလဲမေ့သွားထားလိုက်ပါတော့အဲ့ဒါရေးမကြည့်အခုဆေးကရေးလို့တဲ့ဆေးကမှရေးလို့လားဟောလိုတော့ဘောနော်မလူသားရပါလေရေချိုးဖို့လေရေချိုးဖို့လိုတာပေါ့ကျွန်တော်လည်းအဲ့ဒါသိမသိဘူးအဲ့မှာစီးပင်မှာရေမြတ်မှဆိုလို့ကျွန်တော်ရေပိုက်တွေ့ပေးလိုက်ပါသေးတယ်ကြည့်လိုက်အောင်မှရေပိုက်တွေ့ပေးလိုက်တယ်ခဏနော်ရေပိုက်မတွေ့ဘူးလားဟာတကောင်စောက်ဖို့ပဲကိုဘတာကိုစော့ပြီးတော့ကိုဘတာကိုပြန်ဆဲတာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့နော်ကျွန်တော်အမှကျောင်းအသေးလေးစောက်လို့ရသွားပါတယ်ကျောင်းအသေးလေး9600ကြီးအောင်မှအဲ့ဒါနဲ့စိန်နဲ့ပဲတောက်ဝက်ပေးလိုက်ရပါတယ်စိန်က73,000ပေးရတယ်စိန်နဲ့ဝယ်ရတော့များနေပြီဂျားတဲ့ဟာရရှောက်လောက်ထားတာပြည့်အတွက်အပိုင်းနှစ်လားအပိုင်းနှစ်တင်တယ်အပိုင်းနှစ်ရောဒီမှာရင်ပြီးပါပြီအားလုံးပဲဘိုင်ဘိုင်